မင်္ဂလာပါရှင်ဒီတစ်ခါမှာကတော့လူတစ်နေပြီးတော့မှကျွတ်သွန်နီကိုစီမပါဘဲနဲ့အခုလိုမျိုးကျွတ်ကျွတ်ရွရွလေးဖြစ်ပြီးအကြာကြီးထားခံအောင်ဘယ်လိုကြောရလဲဆိုတာကို sharing လုပ်ပေးမှာပဲဖြစ်ပါတယ်ပထမဦးဆုံးကျွတ်သွန်နီတွေကိုပပလေးတွေလှီးပြီးတော့မှအခုလိုမျိုးမှွှထားပေးရပါမယ်ပြီးရင်တော့ရွှေချီမုံကိုထမင်းစားစွန်းနဲ့ငါးစွန်းခန်းထည့်ပေးရပါမယ်မိမိထည့်ရမယ့်ရွှေချီမုံရဲ့ပမာဏကမိမိအသုံးပြုမဲ့ကျွတ်သွန်နီပေါ်မှာလည်းမူတည်ပါတယ်နော်ဒီကျွတ်သွန်နီကတော့ကျမကကျွတ်သွန်နီအုပ်သုံးလုံးကိုပပလီထားတဲ့ပမာဏပါရွှေချီမုံကိုတော့မိမိလိုအပ်သလိုချိန်ဆပြီးတော့လည်းထည့်လို့ရပါတယ်နော် standard ဆိုတာမရှိပါဘူးရှင်ပြီးရင်တော့အခုလိုမျိုးမီးအေးအေးလေးနဲ့တေးချလေးလှော်ပေးရပါမယ်ကျွတ်သွန်နီလေးတွေကတဖြည်းဖြည်းနဲ့နှွမ်းလာပါလိမ့်မယ်အခုဆိုလို့ရှိရင်ကျွတ်သွန်နီလေးတွေကတော်တော်လေးနှွမ်းလာပါပြီเนาะပြီးရင်တော့ရွှေချီမုံလေးတွေကလည်းအရောင်အနှဲငယ်ပြောင်းသွားပါပြီစီမကုံမဲနဲ့အခုလိုမျိုးကျွတ်သွန်နီကိုကြော်ရတဲ့ရည်ရချက်ကတော့ကျမရေးနဲ့လည်းညီညွတ်ပါတယ်ဒါပေမဲ့အချိန်တော့နည်းနည်းပေးရတယ်စိတ်ရှိရှိလေးနဲ့လှော်ပေးရပါတယ်အခုဆိုလို့ရှိရင်တော့ကျွတ်သွန်နီလေးတွေကရွှေညူရောင်လေးလည်းတန်းလွားပြီးကျွတ်လည်းကျွတ်ပြီးဆိုတော့ကျမမီးဖို့ဘွားနေချလိုက်ပါတယ်ပြီးလို့ရှိရင်တော့စကားလေးတစ်ခုလေးယူပြီးတော့မှရွှေချီမုံတွေကိုစစ်ပြီးတော့မှချလိုက်ပါမယ်စကားလေးတွေကနည်းနည်းအပေါက်နည်းနည်းကျဲတဲ့ဟာလေးဖြစ်ရပါပဲเนาะအဲ့ဒါမှရွှေချီမုံတွေအကုန်လုံးအောက်ကိုကျသွားမှာပါခုဆိုလို့ရှိရင်တော့ကျွတ်သွန်နီကျွတ်ရွရွလေးကိုရရှိပါပြီဆက်လက်ပြီးတော့မှကြန့်ရှိနေသေးတဲ့ကြော်ထားတဲ့ကျွတ်သွန်နီလေးတွေကိုအခုလိုမျိုးစကားနဲ့ဆက်ပြီးတော့မှစစ်ထုတ်ပေးရပါမယ်ပြီးလို့ရှိရင်တော့ပကံတစ်ခုတည်းကိုခွဲထည့်မယ်ပြီးရင်တော့တန့်ရှင်းပြီးတော့မှ6တွေ့တဲ့ကွန်တိန်နာတစ်ခုဖန်ပလင်းတစ်ခုတည်းမှာထည့်ပြီးတော့မှရဲ့ကြာရှည်စွာထားပြီးတော့မှအသုံးပြုလို့ရပါတယ်เนาะအခုဆိုလို့ရှိရင်စီလည်းမကုန်ဘူးကျမရေးအတွက်လည်းညီညွတ်တယ်စားလို့လည်းအရန်ကောင်းတဲ့ကျွတ်မွမွလေးကျွတ်သွန်နီကိုရရှိပါပြီအခုဆိုရင်တော့ကျွတ်သွန်နီကိုစီမပါဘဲနဲ့ကြော်တဲ့လိုဝက်ချက်လေးကိုတည်သွားပြီလို့ယူဆပါတယ်เนาะအားလုံးပဲအဆင်ပြေကြပါစေနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်เนาะ Thank you for watching bye bye